ဒီညတော့ကျွန်တော်နော်အင်္ဂလိပ်စာမှာအရင်အသုံးများတဲ့ပုံစံလေးတစ်ခုကျွန်တော်ဆွေးနွေးပြပါမယ်အဲ့ဒီပုံစံကတော့ feel feel ရဲ့ like ရဲ့အနောက်က feel like ရဲ့နောက်မှာဘတ်ပိုင်းကြီးရေးရပါတယ်နော် feel like ဘတ်ပိုင်းကြီးပေါ့နော်သူ့ရဲ့အဓိပ္ပာယ်က feel ရဲ့ like ရဲ့ဘတ်ပိုင်းကြီးရေးတယ်ဆိုရင်ဒီစုံတစ်ခုကိုနော်လှုပ်ချင်စိတ်ပေါက်တဲ့အချိန်မှာဒါ feel like ဘတ်ပိုင်းကြီးနဲ့ရေးပါတယ်နော်ဥပမာအဖြစ်ကျွန်တော်စာအုပ်ကြောင်းရေးပြပါမယ်ပထမဆုံးစာကြောင်းကငါးကcoffee တစ်ခွက်တောက်ချင်စိတ်ပေါက်တယ်နော် coffee တစ်ခွက်တောက်ချင်တယ်ပေါ့နော်အဲ့လိုဆိုကျွန်တော်ရေးပြပါမယ်ငါကဆိုတော့ I လို့ရေးရပါမယ်နော်တစုံတစ်ခုလှုပ်ချင်စိတ်ပေါက်လို့ဆိုရင် feel like f e e l feel နော် l i k e like feel like ဟောအခုကဘာလှုပ်ချင်စိတ်ပေါက်လို့ဆိုတော့တောက်ချင်စိတ်ပေါက်တယ်ဆိုတော့နော် d r i n k i n g drinky နော် feel like ရဲ့ဘတ်ပိုင်းကြီးရေးရပါတယ် I feel like drinky နော်ငါတောက်ချင်စိတ်ရှိတယ်တောက်ချင်စိတ်ပေါက်တယ် coffee တစ်ခွက်ဆိုတော့ a c u b cup a cup of c o f f e e coffee ဒါဆိုရင်သူရဲ့အဓိပ္ပာယ်က I feel like drinking a cup of coffee ငါက coffee တစ်ခွက်တောက်ချင်စိတ်ရှိတယ်တောက်ချင်စိတ်ပေါက်တယ်ပေါ့เนาะအဲ့ဒီအဓိပ္ပာယ်ဖြစ်ပါတယ်เนาะနောက်တစ်ကြောင်းရေးပြပါမယ်နောက်တစ်ကြောင်းကငါကเนาะရုပ်ရှင်တစ်ခုကြည့်ကျင်တယ်ပေါ့ကြည့်ကျင်သိပေါက်နေတယ်เนาะအဲ့ဒါကိုရေးပြပါမယ်ဒီမှာငါမရေးဘဲနဲ့သူကလို့ရေးပါမယ်เนาะသူကเนาะသူဆိုရင် subject အနေဖြစ်သွားတဲ့ကြောင့် f e f မှာ s လေးထည့်ပေးရပါမယ် feels he feels like l i k e like เนาะဒီမှာကြည့်တယ်ဆိုတော့ w a t c h i n g watching เนาะ he feel like watching သူကကြည့်ကျင်စိတ်ပေါက်တယ်เนาะ feel like ရဲ့ဘတ်ပိုင်းကြီးရယ်เนาะသူကကြည့်ကျင်စိတ်ပေါက်တယ်เนาะရုပ်ရှင်တစ်ခုဆိုတော့ a movie m o v i e movie အဲ့တော့ he feels like watching a movie သူကရုပ်ရှင်တစ်ခုเนาะကြည့်ကျင်စိတ်ပေါက်တယ်လို့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ကြောင်းရေးပြပါမယ်သူမကเนาะသူမရဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့เนาะပြောချင်စိတ်ပေါက်တယ်ပေါ့သူမကသူမရဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ပြောချင်စိတ်ပေါက်တယ်အဲဆိုသူမဆိုရင် SHE ပေါ့ she เนาะခုနကလိုဖြစ်စဉ်တွေပေါက်ဆိုရင် feel like f e l s feels ဒီမှာသူမက subject အနေဖြစ်တဲ့ကြောင့် feel မှာ s လေးထည့်ပြရပါမယ် l i k e like she feels like သူမကဖြစ်စဉ်တွေပေါက်တယ်ဘာဖြစ်စဉ်ပေါက်ပြောချင်စိတ်ပေါက်တယ်ဆိုတော့ t a l k i n g talking သူမကပြောချင်စိတ်ပေါက်လာတယ်เนาะသူမရဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ဆို a b o u t about သူမ is ဆို h ရဟာအစီအစဉ်ဆိုရင် plans p l a n s plans เนาะသူမကသူမရဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ပြောချင်စိတ်ပေါက်လာတယ် feel like ဘတ်ပိုင်းကြီးအဲ့လိုရေးရပါတယ်နောက်တစ်ခုကနောက်ကြောင်းရေးပြပါဦးမယ်သူတို့ကဒီညအပြင်ထွက်ချင်စိတ်ပေါက်နေတယ်အဲ့တော့ they သူတို့ဆိုဒီအယူပိုင်း they သူတို့က feel f e feel l i k e like သူတို့ကအပြင်ထွက်ချင်စိတ်ဆိုတော့ going out เนาะ g o i n g going เนาะ o u d out going out သူတို့ကအပြင်ထွက်ချင်စိတ်ပေါက်တယ် feel like เนาะဘတ်ပိုင်းကြီးသူတို့ကအပြင်ထွက်ချင်စိတ်ပေါက်တယ်ဒီညဆိုတော့ tonightเนาะအဲ့တော့ they feel like going out tonight သူတို့ကဒီညအပြင်ထွက်ချင်စိတ်ပေါက်တယ်နောက်တစ်ကြောင်းရေးပြပါဦးမယ်ငါတို့ကနိုင်ငံခြားထွက်ချင်စိတ်ပေါက်တယ်เนาะငါတို့ကနိုင်ငံခြားကိုခီးသွားချင်စိတ်ပေါက်လို့ဆိုရင်ငါတို့ကဆိုရင် w e we เนาะ f e f e l i k e like we feel like เนาะခီးထွက်ချင်စိတ်ဆိုရင် traveling t r a v e l i n g traveling we feel like traveling နိုင်ငံခြားဆိုရင် a b r o a d abroad ဟော we feel like traveling abroad ကျွန်တော်ကနိုင်ငံခြားသွားခြင်းစိတ်ပေါက်နေတယ်เนาะဒီပုံစံလေးကအရင်လွယ်ပါတယ်เนาะကိုယ့်ဘောင်ကိုလည်းဒါဆိုအများကြီးเนาะစာကြောင်းတွေအများကြီးပွားရေးလို့ရပါပြီသူရဲ့ပုံစံကတော့ feel like ရဲ့ဘတ်ပိုင်းကြီးရေးတယ်เนาะတစုံတစ်ခုလုံးခြင်းစိတ်ပေါက်တယ်เนาะအားလုံးကိုယ့်ဘောင်ကိုเนาะပွားပြီးတော့ရေးကြပါအားလုံးကျေးဇူးတင်ပါတယ်